ခဲ့တဲ့ပိုင်းမှာတော့ The White ဟာ The White Man Fry ကိုင်းပေါ်ထားရှိတဲ့သစ္စာကတိကိုတီးတော့ဖို့အတွက်အကျဉ်းထောင်ထဲမှာ25နှစ်တိုင်အပြစ်ပေးဆက်ထည့်ရပါတယ်။ဒါပေမဲ့သူပေးဆက်ထည့်တဲ့သစ္စာတရားဟာဆုံးရှုံးသွားတဲ့အချိန်လေးနဲ့လဲလှယ်ဖို့မထိုက်တန်ဘူးဆိုတာကိုသူကောင်းကောင်းကြီးနားလည်သွားခဲ့ပါတယ်။နယူးယောက်မှာဖီရင်တပားလိုကြိုးဆိုခံရမယ့်အစားသူဟာဆေးချောက်တွေကိုမုံလိုမျိုးလွတ်လပ်စွာရောင်းချနေကြတဲ့ထောက်စာဆိုတဲ့အရက်ကိုအနှင်ခံလိုက်ရပါတယ်။အဲ့ဒီမှာမတော်တဆဆုံးခဲ့တဲ့ taxi driver ဟာလည်းသူ့ရဲ့ပထမဆုံးလက်ပါစီဖြစ်လာခဲ့ပါတယ်။သူဒီကိုလာတာဟာအနာယူဖို့မဟုတ်ပဲဆုံးရှုံးသွားသမျှကိုပြန်လဲသိမ့်ပိတ်ဖို့ပါ။သူဟာဆေးချောက်လုပ်ငန်းရှင်တွေကိုငွေညစ်ပြီးလုံခြုံရေးဝန်ထမ်းကိုရေးတန်းဘူးတဘူးနဲ့လက်စွမ်းပြရင်နေငွေစတင်ချေထွင်ခဲ့ပါတယ်။ဒါပေမဲ့ခေတ်သစ်လောကမှာအောင်မြင်မှုတွေစီထွန်းတက်နေတော့မှပဲမမျှော်လင့်တဲ့ကန်ဆိုးမှုတစ်ခုနဲ့တိုးပါတော့တယ်။အဲ့ဒါကတော့သူ့နဲ့တညာတာအတူရှိခဲ့တဲ့အမျိုးသမီးဟာသူ့ရဲ့အမှုတွဲကိုကင်ထားတဲ့ ATF agent ဖြစ်နေတာပါပဲ။အတိတ်ကသူ့ကိုပြန်လဲခြောက်လန့်နေပြီးဥပဒေကလည်းသူ့ကိုဝိုင်းထားပါပြီ။ဒါဟာထောက်စားပူရင်ရဲ့အစစ်အမှန်အစပြုံးမှုပဲဖြစ်ပါတယ်။ယခု EP2 နဲ့3မှာတော့တာမန်မနက်ခင်းတစ်ခုမှာ The White ဟာအင်တာနက်ကနေသူ့သမီးရဲ့လိပ်စာကိုရှာဖွေဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အချက်အလက်တွေကိုဝယ်ယူဖို့ credit card လိုအပ်တာကြောင့်သူ့ရဲ့မျှော်လင့်ချက်ဟာပြည့်သွင်းခဲ့ရပါတယ်။နယူးယောက်ကိုငွေလဲဖို့စ조사တဲ့အခါမှာလည်းဝန်ထမ်းကငွေသားလက်မခံဘူးလို့ပြောတာကြောင့်သူဟာလက်သေးအချုံခံလိုက်ရတဲ့ချင်းသီးတကောင်လိုခံစားလိုက်ရပါတယ်။သူပိုင်ဆိုင်ခဲ့တဲ့ငွေချေးအာဏာတွေဟာအခုခေတ်မှာဘသူမှလဲမပေးချင်တဲ့အရာတွေထင်နေပါပြီ။အဲ့ဒီနောက်သူဟာဒါစာမျိုးချတဲ့လဲကြည့်ရှုရင်စစ်ကေဝလာရဲ့ဗဟိုချက်လို့ခေါ်တဲ့ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်။အဲ့ဒီနေရာရဲ့အလယ်မှာရက်တီဆူတောင်းရင်ဘုရားသခင်ကလွယ်လို့ဘသူမှမကြားနိုင်ဘူးလို့အိမ်ချေမဲ့အမျိုးသမီးတစ်ယောက်ကပြောပါတယ်။သူဟာဒါကိုခလီကလာပုံမြင်လို့ထင်ပြီးမြဲစူးစမ်းလို့စိတ်ကြောင့်အဲ့ဒီအဝိုင်းထဲဝင်ရက်ပြီးအော်ကြည့်တဲ့အခါမှာတော့တကယ်ကိုဘသူမှမကြားနိုင်တာကိုတွေ့လိုက်ရပါတယ်။ဒါကိုဘာဆက်ပြီးအောင်တရုပ်ဆောင်နေတာလို့သူထင်ပြီးအဲ့ဒီအမျိုးသမီးကိုငွေသားပေးကန့်ခဲ့ပြီးမြဲသူမကဒါဟာညစ်ပတ်တဲ့ပိုက်ဆံခဲ့တာကြောင့်မယူနိုင်ဘူးလို့ညင်ဆိုကသူ့ကိုပါရိတ်ထလို့ခန်းစားရအောင်လုပ်ခဲ့ပါတယ်။ The White ဟာဘန်အကောင့်ဖွင့်ဖို့ကြိုးစားတဲ့အခါမှာလည်းသူ့ရဲ့မှတ်ပုံတင်ဟာနှစ်ပေါင်း20ကျော်တက်တန့်ကုန်နေပြီဖြစ်တာကြောင့်အခက်တွေ့ခဲ့ရပြန်ပါတယ်။ခေတ်သစ်လောကရဲ့စီကံတွေဟာသူခူလီကျင်ထလာတဲ့ထောင်ထက်တောင်ပိုပြီးတင်းကျပ်နေတယ်လို့ခန်းစားရပါတယ်။နောက်ဆုံးမှာတော့ဘန်ဝန်ထမ်းရဲ့တကြံပေးချက်အရရန်မောင်းလိုင်စင်အရင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လိုင်စင်ဖြေတဲ့အခါမှာလည်းကျောင်းသားလေးတစ်ယောက်လိုခိုးချခဲ့ရပြီးတပ်ပုံရိုက်တဲ့အခါမှာလည်းရာဇဝတ်သားမတန်းတင်ခံရတယ်လို့မျိုးမျက်နှာပေးနေဖြစ်နေခဲ့ပါတယ်။သူဟာရချင်းစောစောရဖို့ဝန်ထမ်းကိုလာထိုးဟဲပြီးနောက်ဆုံးမှာတော့ရန်မောင်းလိုင်စင်ယာယီခက်ပြရရှိခဲ့ကဘန်ကောင်ဖွင့်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်း The White ရဲ့ mix ဆွေဟောင်းရဲ့တာဖြစ်သူရှီကီကဖုံဆက်ပြီး Dwight ထိုးချစ်လိုက်ခဲ့လူယုံအတွက်လော်ကြီးငွေ$1တောင်းဆိုလာပါတယ်။ Dwight ဟာအချင်းကြီးအရာဒီလော်ကြီးကိုပေးဆောင်ဖို့တဘောတူလိုက်ရပါတယ်။အဲဒီနောက် ATF agent Stacy ဟာသူ့စီလာရောက်ပြီးသူမဟာဘသူလဲဆိုတာဖွင့်ပြောခဲ့ပါတယ်။ Dwight ကလည်းသူသမီးနဲ့18နှစ်ကြာအဆက်အသွယ်ပြတ်နေတဲ့အကြောင်းနဲ့စိတ်တရားတွေကနေထပ်ပြီးဖို့ဒီမျိုးကိုလာခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Dwight ဟာဆေးချောက်ဆိုင်ခင်းလုပ်ငန်းရှင်ဂျီမီနဲ့စီးပွားရေးသဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။သူဟာရရှိလာတဲ့ debit card ကိုအသုံးပြုပြီးသူ့သမီးရဲ့ဖုန်းနံပါတ်ကိုဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့18နှစ်အကြာမှာပထမဆုံးအကြိမ်ခေါ်ဆိုလိုက်တဲ့အခါသမီးဖြစ်သူကသူ့အတန်ကိုကြားတာနဲ့ဖုန်းချထွက်ခဲ့ပါ